ဒီတိုက်ကြီးကိုကြည့်လိုက်ပါဒါအမေရိကတိုက်ဆိုတာလူတိုင်းသိပါတယ်ဒီတိုက်ကြီးရဲ့နာမည်ကဘာလို့အမေရိကဖြစ်နေရတာလဲအမှန်တော့မေဒီကိုဘတ်စပူချီဆိုတဲ့လူတစ်ယောက်ကိုဂုဏ်ပြုပြီးတော့အမေရိကလို့နာမည်ပေးခဲ့ကြတာပါဒါပေမဲ့အဲ့ဒီလူကခမ်းနားတဲ့ဘီရင်တစ်ပါးမဟုတ်သလိုစစ်ပွဲတွေကိုအောင်နိုင်ခဲ့တဲ့စစ်သူကြီးတစ်ယောက်လည်းမဟုတ်ပါဘူးပိုဆိုးသွားတာကတော့အဲ့ဒီတိုက်ကြီးကိုပထမဆုံးရှာဖွေတွေ့ရှိခဲ့တဲ့သူတော့မဟုတ်ပါဘူးပထမဆုံးရှာဖွေတွေ့ရှိခဲ့တဲ့သူကခရစ္စတိုဖာကိုလမ်ဘတ်စ်ပါဒါပေမဲ့ဒီတိုက်ကြီးတွေကိုကိုလမ်ဘတ်စ်ရဲ့နာမည်မပေးခဲ့ဘဲနဲ့အီတလီကတာမန်ပန်ဝန်နဲ့ကုန်တယ်လေးတယောက်ရဲ့နာမည်ကိုဂုဏ်ပြုပြီးပေးခဲ့ကြတာပါလူသားသမိုင်းရဲ့အကြီးမားဆုံးရှာဖွေတွေ့ရှိမှုတွေထဲကတစ်ခုကိုတာမန်ကုန်တယ်တယောက်ကဘလို့လုပ်ပြီးပပနဲ့လူယူသွားခဲ့တာလဲသူကကိုလမ်ဘတ်စ်နေတဲ့အထိနားမလည်ခဲ့တဲ့အမှန်တရားတွေကိုဖော်ထုတ်သွားခဲ့တာလားဘာကြောင့်အမေရိကတိုက်ကိုသူ့နာမည်ပေးထားခဲ့ကြတာလဲဆိုတာကိုမျှဝေပေးသွားပါမယ်ဒီအကြောင်းတွေကိုသိဖို့ဆိုရင်လွန်ခဲ့တဲ့နှစ်900ကျော်လောက်ကိုပြန်သွားမှာပါအဲ့ဒီချိန်တော့ဥရောပမှာ Renaissance လို့ခေါ်တဲ့ညံတဲ့လင်းပွက်ခေတ်ထွန်းကားနေတဲ့အချိန်ပါအဲ့ဒီခေတ်ရဲ့နှလုံးသားလို့ပြောလို့ရတယ်အီတလီနိုင်ငံက Florence မြို့မှာ Amerigo Vespucci ကကြီးပြင်းလာခဲ့တာပါသူကငယ်ငယ်လေးကလေးကပင်လယ်ပြင်ကိုအန်တုမယ်အာရှတိုက်ကိုရွက်လွတ်မယ်ဆိုပြီးအိမ်မက်မက်ခဲ့တဲ့ရေချောင်းကျွမ်းကျင်သူတယောက်မဟုတ်ခဲ့ပါဘူးသူကနက္ခဗေဒလို့ပညာရက်တွေကိန်းကနန်းစင်းစရာတွေနဲ့ကြီးပြင်းလာခဲ့တဲ့ဘန်ဝန်ထမ်းတယောက်ကုန်တယ်တယောက်ပါအတိအကျပြောရရင်အဲ့ဒီခေတ်တုန်းကဥရောပရဲ့အချမ်းသာဆုံးဖြစ်တဲ့မက်ဒီချီမီသားစုရဲ့လူယုံတော်စင်းကင်တယောက်ကုန်သွယ်ရေးကိုယ်စားလှယ်တယောက်ဖြစ်ပါတယ်ဒါပေမဲ့တနေ့မှာတော့အမေရိကိုရဲ့ဘဝလှည့်ပြောင်းကစတင်ခဲ့ပါတယ်မက်ဒီချီမီသားစုကသူ့ကိုစပိန်နိုင်ငံစီဗီလာမြို့ကိုတာဝန်တစ်ခုနဲ့ဆေးလွှတ်လိုက်ပါတယ်အဲ့ဒီခေတ်တုန်းကစပိန်နိုင်ငံဟာကမ္ဘာသစ်ကိုစိုးမိုးဖို့ပင်လယ်ရေကြောင်းခီးစဉ်တွေမှာအကြီးအကျယ်ရင်းနှီးမြှုပ်နှံမှုတွေလုပ်နေတဲ့အချိန်မျိုးပါကိုလမ်ဘတ်စ်ကလည်းအာရှတိုက်ကိုရောက်ခဲ့တာဆိုပြီးတော့သူရဲ့ကောင်းကြီးတယောက်လိုဂုဏ်ပြုခံနေရတဲ့အချိန်ဖြစ်ပါတယ်ဒါပေမဲ့အမေရိကိုကတော့ကိုလမ်ဘတ်စ်ရဲ့ပထမခီးစဉ်တုန်းကတည်လာခဲ့တဲ့ပစ္စည်းတွေဖန်ဆီးခေါ်ဆောင်လာတဲ့ဒေသခံလူတွေကိုကြည့်ပြီးတော့တန်တရားတွေဝင်လာခဲ့ပါတယ်ဘာလို့လဲဆိုတော့ကိုလမ်ဘတ်စ်တည်လာတာတွေကမာကိုပိုလိုတို့ရေးခဲ့တဲ့အာရှတိုက်ကအရာတွေနဲ့လုံးဝမတူပါဘူးကိုလမ်ဘတ်စ်ရဲ့ခီးသွွားမှတ်တမ်းတွေကိုတွက်ချက်ကြည့်တဲ့အခါမှာလဲကျယ်တွေရဲ့အနေအထားကဘာကြီးရဲ့အဝိုင်းတွက်ချက်မှုအရာအလုံးကလွဲချော်နေပါတယ်အမေရိကိုကတော့အာရှတိုက်ဆိုတာဒီလောက်မနှီးနိုင်ဘူးတကယ်တော့ဒါဟာဥရောပသားတွေတခါမှမရောက်ဘူးတဲ့ကမ္ဘာအသစ်ကြီးဖြစ်နေတယ်ဆိုတာကိုသတိထားမိသွားပါတယ်ဒါပေမဲ့ကိုလမ်ဘတ်စ်မှားနေတယ်ဆိုတာကိုဘလို့သက်သေပြမှလဲသက်သေပြဖို့နီလန်းတစ်ခုပဲရှိပါတယ်ပင်လယ်ပြင်ကြီးတဲ့ကိုသူကိုယ်တိုင်ရွက်လွှတ်သွားရမှာပါ1498ခုနှစ်မှာတော့စပိန်ပြည်ရဲ့ခွင့်ပြုချက်နဲ့အတူအမေရိကိုတို့တင်မောအုပ်စုကကိုလမ်ဘတ်စ်ကိုသွားခဲ့တဲ့လမ်းကြောင်းအတိုင်းနောက်ဘက်ကိုရွက်လွှတ်ခဲ့ကြပါတယ်လာအနေငယ်ကြပြီးတဲ့နောက်တောင်အမေရိကတိုက်ကကံရိုးတန်းနေစီကိုရောက်ရှိခဲ့ပါတယ်အမေရိကိုနဲ့သူ့ရဲ့တင်မောသားတွေဟာရေတိမ်မိုင်းကိုဖျက်ပြီးကုန်းမြေပေါ်ခြေချလိုက်တဲ့အချိန်မှာပဲသူတို့ကိုစီးကြိုနေတာကမာကိုပိုလိုရဲ့မှတ်တမ်းတွေထဲကလို့ချွေရောင်ဝန်းလက်နေတဲ့နန်းတော်ကြီးတွေပိုးတယ်တွေဝတ်ဆင်ထားတဲ့အာရှကုန်တယ်တွေမဟုတ်ခဲ့ပါဘူးသူတို့တခါမှမမြင်ဘူးတဲ့ထူးဆန်းတဲ့အပင်ကြီးတွေနဲ့အဆုံးမရှိတဲ့တောအုပ်မဲကြီးတွေပဲဖြစ်ပါတယ်အဲ့ဒီတောအုပ်ကြီးတွေမှာဘာတွေတွေ့လဲဆိုတော့ညနာမှာဆေးရောင်စုံခြေသားထားပြီးတော့လက်နက်တွေကင်ဆောင်ထားတဲ့ဒေသခံတိုင်းသားတွေကိုတွေ့ခဲ့ကြပါတယ်သူတို့ရဲ့အပြုအမူတွေဟာဥရောပသားတွေသိထားတဲ့အာရှတိုက်သားတွေနဲ့ဘာတစ်ခုမှမတူဘူးဆိုတာကိုအမေရိကိုကသတိထားမိခဲ့ပါတယ်ဒါပေမဲ့ကိုလမ်ဘတ်စ်တုံးကတော့ဒီလူတွေကိုအင်ဒီယန်တွေလိုပဲသတ်မှတ်ခဲ့တာပါအမေရိကိုတို့အဖွဲ့ဟာကံဝရန်တလျှောက်ဆက်လက်စူးစမ်းရှာဖွေနေရင်းနဲ့ပဲထူးဆန်းတဲ့ရွာလေးတရာကိုတွေ့သွားပါတယ်တစ်သားအိမ်လေးတွေကရေပေါ်မှာပေါ်လို့ပေါ်နေပြီးတော့လူတွေကလှေငယ်လေးတွေနဲ့တွာလာနေကြတဲ့ရွာမျိုးပါဒီမြင်ကွင်းကအီတလီနိုင်ငံသားအမေရိကိုအတွက်တော့သူတို့နိုင်ငံကရေပေါ်မျိုးတော့ဘင်းနစ်မျိုးကိုတွားပြီးတတိယစေခဲ့ပါတယ်ဒါကြောင့်ပဲသူကဒီနေရာကိုဗင်နီဇွဲလားလစ်တက်ဗင်းနစ်မျိုးငယ်လေးဆိုပြီးတော့နာမည်ပေးခဲ့ပါတယ်ဒီနာမည်ဟာဒီနေ့အထိတောင်အမေရိကတိုက်ပေါ်ကမြေပုံပေါ်မှာမဖြတ်နိုင်တဲ့သမိုင်းရာဇဝင်တစ်ခုဖြစ်လာခဲ့ပါတယ်ဒါပေမဲ့အမေရိကိုကိုပို့ပြီးအံ့ဩသွားစေခဲ့တာကတော့သူနေဘက်မှာတွေ့ခဲ့တဲ့အရာတွေမဟုတ်ပါဘူးသူညဘက်မှာတွေ့ခဲ့ရတဲ့အရာတွေပါအဲ့ဒီခေတ်တုန်းကလမ်းပြမြေပုံတွေမရှိသေးဘူးဆိုတော့ကောင်းကင်မှာမြင်နေရတဲ့ကြယ်တွေကသူတို့အတွက်တန်လိုက်အိမ်မြောင်ပါဥရောပတိုက်ဆိုတာကဘာကြီးနဲ့ရှင်ကြည့်မယ်ဆိုရင်မြောက်ဘက်ခြမ်းမှာရှိတယ်လို့ပြောလို့ရပါတယ်ဥရောပတိုက်သားတွေစူးစမ်းရှာဖွေရေးခရီးထွက်တဲ့အချိန်မှာအားထားရတဲ့မြောက်ဒူဝင်ကျဲဆိုတာရှိပါတယ်ဒါပေမဲ့သူတို့တင်မောကတောင်ဘက်အီကွေတာကိုကျော်ပြီးရွက်လွှန်လာလေသူတို့မြင်နေကြမြောက်ဒူဝင်ကျဲကကောင်းကင်မှာတဖြည်းဖြည်းနှိမ်ဆင်းသွားပြီးတော့မိုးကုတ်ဆက်ဝိုင်းအောင်မှာပျောက်သွားလေဖြစ်ပါတယ်အမေရိကိုကညဘက်ကောင်းကင်ကိုမောကြည့်တဲ့အခါမှာသူတို့မြင်နေကြမြောက်ဒူဝင်ကျဲကိုမတွေ့ရတော့ပါဘူးအဲ့ဒီအစားကမ္ဘာတောင်ဘက်ချမ်းမှာပဲမြင်ရတဲ့ Southern Cross လို့ခေါ်တဲ့တောင်ပိုင်းကျယ်စုတန်းတွေကိုပဲတွေ့ခဲ့ရပါတယ်
အဲ့ဒီလိုအချိန်မျိုးမှာနက်ခတ်ဗေဒကျွမ်းကျင်တဲ့အမေရိကိုကသူတို့ဟာကမ္ဘာတောင်ဘက်ခြမ်းဘယ်လောက်ထိရောက်နေပြီလဲဆိုတာကိုတွက်ချက်လိုက်ပါတယ်သူသိထားတဲ့အချက်လက်တွေအရဆိုရင်အာရှတိုက်ဆိုတာဒီလောက်ထိမကျပြန့်နိုင်ဘူးအခုသူတို့ရောက်နေတာကလည်းအာရှတိုက်မဟုတ်ဘူးဆိုတာကိုနားလည်သွားပါတယ်အဲ့ဒီခေတ်တုန်းကဥရောပသားတွေအားထားရတဲ့ဂရိပညာရှင်ကြီးတော်လမီရေးဆွဲခဲ့တဲ့ကမ္ဘာမြေပုံကြီးဆိုတာရှိပါတယ်အဲ့ဒီမြေပုံထဲမှာဆိုရင်အာရှတိုက်ကြီးကကမ္ဘာအရှေ့ဘက်ကိုအများကြီးကျပြန့်နေတယ်ဆိုပြီးဆွဲထားခဲ့တာပါဒါပေမဲ့အမေရိကိုကသူတို့ဥရောပကနေရွက်လွန်လာတဲ့အကွာအဝေးရဲ့အခုကောင်းကင်မှာမြင်နေရတဲ့ကျယ်ရရဲ့အနေအထားကိုကြည့်ပြီးတွက်ချက်လိုက်တဲ့အခါမှာတော့တော်လမီရေးဆွဲခဲ့တဲ့မြေပုံကြီးကလည်းမှားနေပြီဆိုတာကိုသိသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာအမေရိကကသူ့သင်္ဘောခန်းထဲကိုပြန်ဝင်လာပြီးတော့သူတို့ထွက်လာခဲ့တဲ့ခရီးကွာအဝေးလောင်ဂျီကျူလက်တီကျူတွေကိုပြန်တွက်ကြည့်ပါတယ်ဒေသခံလူမျိုးတွေနဲ့သူတို့တွေးခဲ့တဲ့ထူးဆန်းတဲ့တစ်ပင်တွေတောအုပ်တွေရဲ့သဘာဝတွေကိုပေါင်းစပ်လိုက်တဲ့အခါမှာတော့အဖြစ်ထွက်သွားခဲ့ပါတယ်သူတို့ရောက်နေတာကကိုလံဘတ်ပြောခဲ့သလိုအာရှတိုက်အိန္ဒိယမဟုတ်တော့ပါဘူးသူတို့ဥရောပသားတွေတည်ထားတာကအာရှဥရောပအာဖရိကတိုက်ဆိုတဲ့တိုက်ကြီး၃တိုက်ထဲပါဒါပေမဲ့အခုရောက်နေတာကအဲ့ဒီတိုက်ကြီး၃တိုက်ထဲကတစ်ခုမှမဟုတ်တော့အမေရိကကဒါဘာကြီးလဲဆိုပြီးတွေးမိခဲ့ပါတယ်ဒါကမ္ဘာအသစ်ကြီးပဲဖြစ်မယ်ဆိုပြီးတော့သူကကောက်ချက်ချခဲ့ပါတယ်ဒါပေမဲ့ပြဿနာတစ်ခုရှိပါတယ်အဲ့ဒီချိန်တုန်းကဥရောပမှာကိုလံဘတ်ကိုအာရှတိုက်ကိုရှာတွေ့ခဲ့တဲ့သူရဲကောင်းကြီးဆိုပြီးစပိန်ဘီရင်ကအစတနိုင်ငံလုံးကယုံကြည်လေးစားနေကြတာပါအမေရိကကကမ္ဘာအသစ်ကြီးဖြစ်ကြောင်းတိုက်အသစ်ကြီးပါလို့ပြောလဲလူတွေကသူစကားကိုယုံမို့ခတ်ပါတယ်သူတို့ရောက်ခဲ့တာကဥရောပသားတွေမသိသေးတဲ့ကမ္ဘာအသစ်ကြီးဖြစ်တယ်ဆိုတာကိုအမေရိကသက်သေပြဖို့လိုပါတယ်အမေရိကကတော့ဥရောပကိုမပြန်ခင်မှာမှတ်စုတွေမှတ်တမ်းတွေတေချာရေးခဲ့ပါတယ်အဲ့ဒီစာတွေမှတ်တမ်းတွေကသမိုင်းကိုပြောင်းလဲပစ်ခဲ့တဲ့စာတွေပါဒီစာတွေကြောင့်သူ့နာမည်ထာဝရရှင်သန်တော့မယ်ဆိုတာသူကိုယ်တိုင်တော့မသိခဲ့ပါဘူးအမေရိကဥရောပကိုပြန်ရောက်လာတဲ့အချိန်မှာလဲကိုလံဘတ်ကသူတွေးခဲ့တာအာရှတိုက်ပါဆိုပြီးအသေးအတန်ညင်းနေတော့မှာဒီအချိန်မှာအမေရိကကတော့ဘရင်မတဲ့စီသွားပြီးညင်းခုန်မနေခဲ့ပါဘူးသူကဥရောပရဲ့ဩဇာအကြီးဆုံးနဲ့အချမ်းသာဆုံးဗန်လုပ်ငန်းတွေလုပ်တဲ့ Florence မြို့ကမက်ဒီချီမိသားစုစီကိုစာတစ်စောင်ရေးပို့ခဲ့ပါတယ်အရင်ကသူလူယုံတော်လုပ်ခဲ့တဲ့မိသားစုပါဒါပေမဲ့အဲ့ဒီစာကတာမန်သင်္ဘောကပတိန်တွေရေးလေးရှိတဲ့ဒီနေ့လေတိုင်နှုံးကဘလို့ရေလမ်းကြောင်းကဘလို့ပြောင်းသွားတဲ့ဆိုတာမျိုးစာတွေမဟုတ်ပါဘူးသူ့ရဲ့စာတွေထဲမှာဥရောပသားတွေတခါမှမမြင်ဘူးတဲ့သဘာဝတရားတွေဝယ်စားမပါပဲသွာလာနေကြတဲ့လူတွေထူးဆန်းတဲ့တရိတ်ဆန်တွေအသက်150အထိရှေ့အောင်နေထိုင်ကြတဲ့လူနီတွေရဲ့အကြောင်းကိုရုပ်ရှင်တကားလို့ကွက်ကွင်မြင်အောင်လာအောင်ရေးပြခဲ့ပါတယ်အရေးကြီးဆုံးကတော့သူတွေးခဲ့တာအိန္ဒိယမဟုတ်ဘူးအာရှတိုက်လည်းမဟုတ်ဘူးသူတို့တခါမှမသိခဲ့တဲ့တိုက်ကြီးအသစ်တစ်ခုရှိနေသေးတယ်ဆိုတာကိုရေးခဲ့တာပါသူရေးခဲ့တဲ့မှတ်စုတွေရဲ့ခေါင်းစဉ်က Mundus Novus လက်တင်ဘာသာနဲ့ပါကမ္ဘာအသစ်ကြီးလို့အဓိပ္ပာယ်ရပါတယ်1504ခုနှစ်ဝန်းကျင်မှာဥရောပမှာပုံနှိပ်စက်ကိုကြက်ပြန့်အသုံးပြုနေကြပါပြီဒါကြောင့်အမေရိကရေးခဲ့တဲ့ကမ္ဘာသစ်ဆိုတဲ့မှတ်တမ်းတွေကိုစာအုပ်ပြန်ထုတ်ပြီးတော့ဥရောပကိုဖြန့်လိုက်တဲ့အချိန်မှာတော်တော်လေးပေါက်သွားခဲ့ပါတယ်လူတွေကကိုလံဘတ်ရဲ့ပြင်းပြကောင်းတဲ့သင်္ဘောမှတ်တမ်းတွေကိုမဖတ်ချင်တော့ပါဘူးအမေရိကရေးထားတဲ့ထူးခြားဆန်းများတဲ့ကမ္ဘာသစ်ဆိုတဲ့စာအုပ်ကိုပဲဖတ်ချင်ကြတော့တာပါအဲ့ဒီစာအုပ်မဖြန့်ဝေခင်အချိန်တုန်းကဥရောပသားတွေကဥရောပအာရှအာဖရိကတိုက်ကြီး၃တိုက်ရှိတယ်ဆိုပြီးပဲယုံကြည်ထားခဲ့ကြတာပါအခုတော့စတုထမြောက်တိုက်ကြီးတစ်ခုရှိနေပြီးတော့အဲ့ဒီတိုက်ကြီးကိုရှာတွေ့ခဲ့တာကအမေရိကဘတ်စပူချီဖြစ်တယ်ဆိုပြီးဥရောပတလွှားကလူတွေကမှတ်ယူသွားကြပါတယ်ဒါပေမဲ့စာအုပ်တုပ်အယောင်းသွက်ယုံနဲ့တော့တိုက်ကြီးတစ်ခုလုံးကိုသူ့နာမည်ပေးလိုက်ဖို့ဆိုတာမဖြစ်နိုင်သေးပါဘူးဒီနေရာမှာမမျှော်လင့်ထားတဲ့အလှည့်ပြောင်းတစ်ခုထပ်ဖြစ်လာပါတယ်အမေရိကရဲ့စာအုပ်ကပြင်သစ်နိုင်ငံမှာရှိတဲ့စိန့်ဒီရေးဆိုတဲ့မြို့လေးတစ်မြို့စီကိုရောက်သွားခဲ့ပါတယ်အဲ့ဒီမြို့လေးကဖုံးတော်ကြီးကျောင်းတစ်ခုထဲမှာဥရောပရဲ့မြေပုံဆွဲကျွမ်းကျင်တဲ့ပညာရှင်တွေစုဝေးနေတာပါသူတို့လက်ထဲကိုလည်းအမေရိကရဲ့စာအုပ်လေးကရောက်သွားပါတယ်သူတို့ကလည်းအဲ့ဒီစာအုပ်ကိုတော်တော်လေးကြိုက်သွားကြပါတယ်သူတို့ဆွဲမဲ့ကမ္ဘာမြေပုံအသစ်မှာလည်းအမေရိကရေးသားထားတဲ့ကမ္ဘာသစ်အကြီးတိုက်သစ်ကြီးကျောင်းကိုထည့်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်သူတို့ဆွဲမဲ့မြေပုံကတာမန်မြေပုံမဟုတ်ပါဘူးလူသားသမိုင်းမှာပထမဆုံးအကြိမ်အဖြစ်သမုဒ္ဒရာရဲ့တခြားတစ်ဖက်ကတိုက်အသစ်ကြီးကိုထည့်သွင်းရေးဆွဲခဲ့တဲ့မြေပုံဖြစ်ပါတယ်ဒါပေမဲ့ပြဿနာကအဲ့ဒီတိုက်အသစ်ကြီးမှာနာမည်မရှိသေးပါဘူးအဲ့ဒီအချိန်မှာမြေပုံဆွဲပညာရှင်မာတင်ဗက်စီမူလာကစဉ်းစားပါတယ်ဒီမြေဟာအာရှတိုက်မဟုတ်ဘဲတခြားကမ္ဘာအသစ်ကြီးတိုက်အသစ်ကြီးဖြစ်တယ်ဆိုတာကိုပထမဆုံးသက်သေပြနိုင်ခဲ့တာကအမေရိကဘတ်စပူချီပဲဒါကြောင့်သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့သူ့နာမည်ကိုပေးသင့်တယ်ဆိုပြီးတွေးလိုက်တာပါဒါပေမဲ့ဥရောပအာရှအာဖရိကဆိုတဲ့တိုက်ကြီးတွေရဲ့နာမည်က
လက်တင်ဘာသာစကားအရဆိုရင်အမျိုးသမီးနာမည်အဆုံးသက်တွေဖြစ်နေပါတယ်။ဒါကြောင့်အမေရိကိုကိုလည်းအမျိုးသမီးနာမည်ဖြစ်အတန်ထွက်ပြောင်းလိုက်ပြီးတော့အမေရိကဆိုပြီးမြေပုံပေါ်ရေးချပြီးတော့နာမည်ပေးခဲ့ပါတယ်။ကမ္ဘာမြေပုံပေါ်မှာတော့အမေရိကဆိုတဲ့နာမည်ကပထမဆုံးအကြိမ်ထွက်ပေါ်လာခဲ့ပါတယ်။မာတင်ဆွဲခဲ့တဲ့အဲ့ဒီမြေပုံကြီးကို Universalis Cosmographia လို့နာမည်ပေးပြီးတော့ပုံလေးဆက်တွေနဲ့အချက်ရည်1000လောက်ရိုက်နှိပ်လိုက်ပါတယ်။အမေရိကိုကတော့ဒီမြေပုံအသစ်ကြီးထွက်လာတဲ့အချိန်မှာစပိန်နိုင်ငံရဲ့ရေကြောင်းဦးစီးချုပ်ယာတို့ကိုတော့ရနေပါပြီ။ဥရောပတစ်ခွင်လုံးကိုဒီမြေပုံကလည်းပြန့်နှံ့သွားခဲ့ပါတယ်။မြေပုံကိုကြည့်လိုက်တိုင်းတိုက်အသစ်ကြီးပေါ်မှာလူတွေတွေ့ရတာကတော့အမေရိကဆိုတဲ့စလုံးပါ။လူတွေရဲ့အုံနောက်ထဲမှာလည်းဒီတိုက်ကြီးရဲ့နာမည်ကအမေရိကလို့ပဲဆွဲသွားခဲ့ကြပါတယ်။တခြားမြေပုံဆွဲပညာရှင်တွေကမာတင်ရဲ့ပထမမြေပုံကိုပဲကူးယူဆွဲသွားခဲ့ကြပါတယ်။1538ခုနှစ်ရောက်တော့နာမည်ကျော်မြေပုံဆွဲပညာရှင်မာကေတာကမြောက်အမေရိကတိုက်ကိုပါအမေရိကလို့နာမည်ပေးလိုက်တဲ့အခါမှာတော့တိုက်ကြီးနှစ်တိုက်လုံးမှာအမေရိကိုဘတ်စပူချီရဲ့နာမည်ဟာထာဝရနေရာယူသွားခဲ့ပါတယ်။ဒါဆိုမေးစရာတစ်ခုရှိလာပါတယ်။အမေရိကိုဘတ်စပူချီဟာကိုလန်ဘတ်စ်ရဲ့အောင်မြင်မှုကိုပပနန်းနန်းနဲ့လူယူသွားခဲ့တဲ့လူတစ်ယောက်လား။ဒါမှမဟုတ်သမိုင်းရဲ့မျက်နှာသာပေးမှုကိုခံခဲ့ရတဲ့ကံကောင်းသွားတဲ့လူတစ်ယောက်လား။အဲ့ဒီကာလတွေတုန်းကတော့ကိုလန်ဘတ်စ်ရဲ့နာမည်ကတော်တော်လေးကိုမှေးမိန်သွားခဲ့ပါတယ်။ဒါဆိုရင်ကိုလန်ဘတ်စ်ကိုသမိုင်းမှာမှေးမိန်သွားအောင်လုပ်ပြီးတော့ကမ္ဘာအသစ်ကြီးကိုအမေရိကိုရဲ့နာမည်ဖြစ်သွားအောင်ဘသူကဖန်တီးလိုက်တာလဲဆိုရင်တော့16ရာစုတုန်းကမီဒီယာတွေပါ။ဥရောပကပုံနှိပ်ထုတ်ဝေတဲ့သူတွေမြေပုံဆွဲတဲ့သူတွေဟာသူတို့စာအုပ်တွေရောင်းရဖို့အတွက်အမေရိကိုရဲ့စာတွေကိုပုံကြီးချဲ့ပြီးမားကတ်တင်းဆင်းခဲ့ကြပါတယ်။တချို့စာတွေဆိုရင်အမေရိကိုကိုယ်တိုင်ရေးခဲ့တာတောင်မဟုတ်ဘဲနဲ့စာဖတ်သူတွေစိတ်ဝင်စားအောင်ပုံနှိပ်တိုက်တွေကသူတို့ဘာသာလိုတိုးပူလျှောလုပ်ပြီးရေးခဲ့ကြတာပါ။လူတွေကအချက်လက်ထက်ဆိုင်ရင်ခုန်စရာကောင်းတဲ့ဇာတ်လမ်းတွေကိုပူကြိုက်တယ်ဆိုတာကိုအဲ့ဒီခေတ်ကလေးကတက်တည်ပြခဲ့ပြီးသားဖြစ်ပါတယ်။ဒါပေမဲ့အမေရိကိုတိတ်ဆုံးသွားပြီးနောက်ပိုင်းသူ့ရဲ့နာမည်ကတော့မသေးတော့ပါဘူး။ပုံနှိပ်ဆက်တွေရဲ့စွမ်းအားနဲ့ဥရောပတခွန်ကိုပြန့်နှံ့သွားခဲ့တဲ့အမေရိကဆိုတဲ့နာမည်ဟာလူတွေရဲ့အုံနောက်ထဲမှာအမြင့်တွယ်သွားခဲ့ပါတယ်။နောက်ပိုင်းမှာအင်္ဂလိပ်တွေပြင်သစ်တွေဒတ်တွေကမ္ဘာသစ်စီကိုရွှေ့လွှင့်ကြတဲ့အခါမှာတော့သူတို့သွားနေတဲ့နေရာဟာကိုလန်ဘတ်ရှာတွေ့ခဲ့တဲ့မြေလို့မပြောကြတော့ပါဘူး။အမေရိကကိုသွားမယ်လို့ပဲပြောကြပါတော့တယ်။ဒီအဖြစ်အပျက်ကြီးကဘာလို့သင်ခန်းစာပေးနေလဲဆိုရင်လောကကြီးမှာကိုကဘလောက်ပဲအပင်ပန်းခံကြိုးစားဘလောက်ပဲကြီးမားတဲ့အရာကိုပထမဆုံးရှာတွေ့ခဲ့ပါစေ။အဲ့ဒီအရာကိုလူတွေနားလဲအောင်လူတွေစိတ်ဝင်စားအောင်ချမပြနိုင်ဘူးဆိုရင်အရာမထင်ဘူးဆိုတာပါ။ကိုလန်ဘတ်စ်ကကမ္ဘာအသစ်ကြီးတိုက်အသစ်ကြီးကိုတွေးခဲ့ပါတယ်။ဒါပေမဲ့သူကအဲ့ဒါကိုအာရှတိုက်ဆိုပြီးပဲသူ့အတွေးတွေကိုပိတ်လောင်ထားခဲ့ပါတယ်။အမေရိကိုကတော့ကမ္ဘာအသစ်ကြီးကိုကမ္ဘာသစ်အဖြစ်ပဲရဲရဲဝံ့ဝံ့ချပြခဲ့ပါတယ်။လူတွေရဲ့စိတ်ခံစားချက်ကိုနှိုးဆွပေးနိုင်မဲ့ဇာတ်လမ်းတစ်ပုဒ်ကိုလည်းဖန်တီးပေးနိုင်ခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကနောက်တစ်ခါသတင်းတွေမှာပဲဖြစ်ဖြစ်ဒေါ်နယ်ထရန့်ရဲ့မိန့်ခွန်းတွေမှာပဲဖြစ်ဖြစ်အမေရိကဆိုတဲ့နာမည်ကိုကြားလိုက်ရတဲ့အခါတိုင်းအဲ့ဒီနာမည်ဟာကြီးမားတဲ့ရှာဖွေတွေ့ရှိမှုကြီးတစ်ခုကိုဂုဏ်ပြုထားတာမဟုတ်ဘူးဆိုတာကိုသတိရလိုက်ပါတကယ်တော့ကျွန်တော်တို့တကဘာလုံးဟာလွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကအမေရိကိုဘတ်စပူချီရေးခဲ့တဲ့အကောင်းဆုံးပုံမြင်တစ်ပုဒ်ရဲ့အောင်မြင်မှုကိုအမေရိကဆိုပြီးဒီကနေ့အချိန်ထိမတိမတာအတိမတ်ပြုခေါ်ဝေါ်နေကြတာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေအတွက်လည်း like and subscribe လေးလုပ်သွားပေးခဲ့ပါအောင်